ရှေးခေတ်လူကြီးသူမတွေကသူတို့ခေတ်သူတို့အခါရဘဝဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကိုစကားပုံစကားထားတပေါင်းတွေအဖြစ်ထားခဲ့ကြပါတယ်။တချို့အရာတွေကအလွယ်တကူသိနိုင်ပေမဲ့တချို့ကျတော့အလွယ်တကူမသိနိုင်ပါဘူး။ဒီနေ့မှာတော့ရှေးခေတ်စကားပုံတွေကတစ်ခုဖြစ်တဲ့အင်းဝမှာရေမြေမှာပကိုးဆိုတဲ့စကားပုံလေးရဲ့အနက်တိတ်တွေကိုအဖြေရှာကြည့်ပါမယ်။အင်းဝမှာရေမြေမှာပကိုးဆိုတဲ့စကားကအင်းဝမျိုးကရေကြောင်းပျက်စီးပြီးပကိုးမျိုးကလည်းမြေကနေကြောင်းပျက်စီးရတာကိုပြောတာပါ။တက္ကရာ1942ခုနှစ်မှာညောင်ရမ်းမင်းဆက်ရဲ့နောက်ဆုံးဘရင်မဟာဓမ္မရာဇာဒီပတိလက်ထက်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေပါဒီဘရင်ကမင်းဆိုးလို့မဆိုတိုက်ပေမဲ့မင်းကောင်းမင်းမြတ်လို့လည်းပြောလို့မရပါဘူးတိုင်းရေးပြည်ရေးကိုလည်းတိတ်ဆိတ်ဝင်စားခဲ့ပါဘူးသူနန်းတက်တဲ့နှစ်မှာပဲအင်းဝကိုအေယာဝတီမြစ်ရဲ့အစမ်းပတန်တက်ခဲ့ပြီးလားနဲ့ချီအောင်ပြန်မကြလို့ရေယူးကြီးလိုတော့နာမည်တွင်သွားပါတယ်တက်လာတဲ့ရေတွေကိုတားဖို့ဆယ်ရီဖိုးကြပေမဲ့လည်းရေအားကိုမလန်နိုင်ခဲ့ပဲမြစ်ရေကမြို့ရင်းသာမကဘဲနဲ့ဘရင်နန်းတော်ကျမ်းမြင့်ထိတက်လာပါတယ်ရှိသမျှစိုက်ခင်းတွေအကုန်လုံးကလည်းပျက်စီးကြလို့ရေကျတဲ့အခါအလင်းအမြန်စိုက်ပျိုးကြရပါတယ်။နောက်တစ်နှစ်1942ခုနှစ်ရောက်တော့ရေမကြီးတော့ပဲမိုးကခေါင်လာတယ်။အဲဒါကြောင့်လေယာကမ်းကျွန်းစိုက်ပျိုးရေးလုပ်ငန်းတွေလည်းပျက်စီးရပြန်ပါတယ်။နှစ်နှစ်ဆက်တိုက်ရေကြီးတာတွေမိုးခေါင်တာတွေခံလာရတဲ့အခါစံသေးကလည်းအစပတန်တက်လာတယ်။အရင်ကတနင်းကို3မှုပဲဈေးရှိရာကနေ9ချက်3မှုကျော်ထိဈေးတွေကအစပတန်တက်လာတယ်။အစာရည်သာခေါင်းမလွန်းလို့ပြည်သူတွေကဒုက္ခရောက်ခဲ့ရပြီးမျိုးရွာအနှံ့မှာလည်းခိုးဆိုးလူရက်တာတွေပေါ်လာပါတယ်နောက်နှစ်နှစ်အကြာ1944ခုနှစ်မှာ12နာရီကြာအောင်မီးလောင်လို့တမျိုးလုံးဒီပါပျက်စီးရပြန်ပါတယ်လူဆိုးတခိုးတွေကလည်းနေသားမျိုးသားတွေနဲ့ပေါင်ပြီးဝေစားလာကြောင်းတရားဥပဒေလည်းမရှိဘရင်ကလည်းဖိစီမနှင်းနိုင်လို့အဓိကဒုက္ခဆင်းရဲခံရသူတွေကတော့ဆင်းရဲသားပြည်သူတွေပါတချို့ကြောင့်လည်းဘရင်ဆွေတော်မျိုးတော်တွေထံမှအသီးသီးကပ်မိပြီးကျွံမဝနဲ့နေကြပါတယ်အဲ့ဒီအချိန်မှာကတဲ့ရေဟန်တာဝရီရင်းနဲ့ကွေရှမ်းတို့ရေပေါ်လာတဲ့အခါဘရင်အတွက်အယူမီဝိုင်းတယ်လို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာဟန်တာဝရီစစ်တီတွေကအင်းဝကိုဝိုင်းဝန်းပိတ်ဆို့လိုက်တဲ့အခါအင်းဝဘရင်မဟာဓမ္မရာဇာဓိပတိလည်း1952ခုနှစ်မှာတိုင်းပြည်ကိုလက်လွတ်ခဲ့ရပြီးဟန်တာဝရီပြည်ကိုပါတော်မူခဲ့ရပါတယ်အဲ့ဒီခါအင်းဝပြည်ကြီးလည်းပျက်စီးရပါတော့တယ်မိုးခေါင်တာရေကြီးတာတွေကနေအစပြုရာကနေအင်းဝပြည်ကြီးပျက်စီးခဲ့ရလို့အင်းဝမှာရေးဆိုတဲ့စကားကပေါ်လာခဲ့ရတာပါအင်းဝကလည်းရေကြောင်းပျက်စီးခဲ့ရတယ်လို့ပဲခူးကလည်းငလင်းတန်ကြောင့်မြို့ပြတ်မတက်ကြုံတွေ့ခဲ့ရပါတယ်မြန်မာနိုင်ငံမှာငလင်းတန်အခန့်ဆုံးနေရာကိုပြပါဆိုရင်ပဲခူးမြို့ကိုပြမှာပါပဲခူးမြို့ကိုတက္ကရာ188ခုနှစ်မှာမဟာသမလမင်းကစတင်တည်ထောင်ခဲ့ပါတယ်အဲဒီနောက်ညီတော်ဝိမလမင်းအသားမင်းသားရိနမမင်းနဲ့မဟင်္ဒရရာဇာမင်းအထိမင်းဆန်50ဆိုးဆန်ပြီးတဲ့အချိန်မှာငလင်းနဲ့စတင်ကြုံရပါတော့တယ်အဆိုးဆုံးကတော့မင်းဆက်ဆက်6ွယ်လာတဲ့ရွှေမော်တော်စီတော်ကြီးမြေခပျက်စီးခဲ့ရတာပါပဲခူးဟာငလင်းကြီးငယ်တန်ကို32ကြိမ်ကအချိန်ချင်းခံစားခဲ့ရကြောင်းရွှေမော်တော်သမိုင်းနဲ့တထုံရာဇဝင်တွေဆိုရသိရပါတယ်အကြီးဆုံးငလင်းပဲ9ကြိမ်ကြုံတွေ့ခဲ့ရပါတယ်နောက်ဆုံး1292ခုနှစ်မှာလှုပ်ခဲ့တဲ့ငလင်ကတော့မြန်မာသမိုင်းမှာအကြီးမားဆုံးလို့ဆိုရမယ့်ငလင်ပါပဲငလင်ပြင်းအားအဆင့်30တောင်ရှိပြီးစတူရန်မိုင်2,200,000ပတ်လည်အထိလှုပ်ခတ်ခဲ့ပြီးလူပေါင်း900ကျော်သေဆုံးကပဲခူးမြို့တစ်မျိုးလုံးဒီပါပျက်စီးခဲ့ရပါတယ်ဒီငလင်ကြီးကြောင့်ပဲနှစ်ပေါင်း2,500ကျော်တက်တန်းရှိတဲ့ရွှေမော်တော်ဇေတော်ကြီးကအောက်ပထမပြစ်စရန်အထိအကြီးအကျယ်ပျက်စီးရပြီးမြေခခဲ့ရပြန်ပါတယ်ငလင်ကြောင့်တစ်မျိုးလုံးဒီပါပျက်စီးခဲ့ုံသာမကဘဲနဲ့ငလင်ကြောင့်ဒီတောင်ရာတွေဆက်လက်ဖြစ်ပွားခဲ့ပါသေးတယ်အင်းဝကလည်းရေကြောင်းပျက်စီးခဲ့ရတယ်လို့ပဲခူးကလည်းမြေကြောင်းအချင်းချင်းပျက်စီးခဲ့ရပြီးအချင်းချင်းပြန်လည်ထူထောင်ခဲ့ရပါတယ်။ဒါကြောင့်လည်းရှေးလူကြီးတွေကအင်းဝမှာရေမြေမှာပဲခူးဆိုတဲ့စကားကိုထားသွားခဲ့ခြင်းပဲဖြစ်ပါတယ်။